So အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mount Lucky Guy channel လေးတိုင်းပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဆော့ပြသွားမယ့် game လေးကဒီ game လေးဖြစ်တယ်ဒီ game လေးကကျွန်တော်တို့အခုကျွန်တော်မြင်နေရတဲ့လူကြီးကကျွန်တော်တို့ရဲ့သူ့ရဲ့ supermarket တွေမှာပိတ်ထားတယ်ပေါ့နော် forever ဆိုတဲ့အတိုင်းပဲကျွန်တော်ကိုပြန်မလွတ်ပေးဘူးကျွန်တော်သေတဲ့အထိကိုသူကပိတ်ထားမှာဆိုတော့ကျွန်တော်မနေနိုင်တော့ကျွန်တော်ဒီနေ့ရောက်ထွက်သွားမှာဖြစ်တယ်ပေါ့နော်ဒီကလေးကပောက်ကွာခွန်တဲ့ game မလို့ကျွန်တော်ရဲ့ပောက်ကွာ skill လည်းမြင်ရမှာဖြစ်ပါတယ် so သူပြောက်ကြထည့်ကြည့်လိုက်မယ် skill လိုက်မနော်ကျွန်တော်တိုက်ရေးမပါဘူးဒီကပြောညပြောတော့ကျွန်တော် skill လိုက်မယ်ကျွန်တော်အဲ့ဒီအောက်ကကလားအဲ့အခုလိုအနီရောင်လေးတွေကျွန်တော်25ခုပြည့်သွားမလားဆိုတာကိုလည်း comment ကြည့်ပြီး comment ထဲမှာရေးခဲ့ပေးကြပါတော့ပြည့်မလားဒါမှမဟုတ်မပြည့်ပါမလားပေါ့နော် so ယူလိုက်မယ်တခုကျွန်တော် focus skill တွေကတော့ god level လောက်ရှိရပေါ့နော် so တွင်းနေဝင်ပါမယ်အိုးကျွန်တော်ရောက်လာပြီဒီမှာရေနဲ့ wow my days ဘာမှကဟိုရှိမှာဟိုလူကြီးမလားဘာလိုက်ဟာရောင်အပြေးလိုက်တယ်ဟာရောင်ပြေးလိုက်တယ်ဟဲ့ပြေးလိုက်တယ်မီတော့မယ်လိုက်တယ်ဟာမီတော့မယ်တင်နေအော်ဟိုမှာခုမြန်တိလိုက်မယ်နဲ့သူရောင်နေနားရောက်လာပြီလက်ကြီးနှစ်ဖက်ကလှမ်းချောက်နေတာလန့်လိုက်တာမြန်ပြေးမယ်ကျွန်တော်ကဥစားအပြေးသမားဆိုတော့ easy ဒီကောင်တော့လန့်ရမယ်ဝတ်တုံနဲ့မင်းငါခဏကိုပပိန်ပပလေးမိလိုက်နိုင်မယ်ထင်တယ်အဲ့ဒီအောက်ကကြီးတန်းနေမိသေးတာလားမသိဘူးထင်တယ်သူ့ရည်တပြတ်တဲ့နေချုံအော်ဆက်ပြရီဒါဆိုကြီးရဒါဆိုကျွန်တော်ဆက်သွားရမယ်ဟိုရှိမှလည်းလူတယောက်မြင်နေရသလား so ပိုက်လုံးလေးပေါ့ကျွန်တော်တောက်ပါမယ် yeah okay မိုက်တယ်တော့ကျွန်တော်ပစ္စည်းပြင်တဲ့အခါကိုရောက်လာပြီပေါ့နော်တစ်ပင်လေးနဲ့ဟိုနောက်မှာတခု nice ရပြီအခုဒါဆိုကျွန်တော်5ခုရပြီပေါ့နော်ကျွန်တော်ရှိအောင်မလားမသိဘူးမရှိတော့ဘူးထင်တယ် so အရှိဆက်သွားမယ်ဟိုမှာတခုဒီဘက်ကတော့မှာဟိုမှာလည်းတခုရှိသေးတယ်ဟိုမှာလည်းတခု okay ခုံမဲ့လမ်းလျှောက်ပြီးရတယ်အရာကျွန်တော်ပထမဆုံးတည်သွားပြီကွာbrother ကျွန်တော်ဘယ်နှခေါက်တည်ပြီးဒီ game နိုင်အောင်လို့ဆိုတော့လည်း comment ကြည့်ကြရပါဦးကျွန်တော်ရဲ့ comment လေးထဲမှာရေးပေးခဲ့ကြနော် so ကျွန်တော်ထိတ်လိုက်ပြီစကားပြောထပ်ပြောကြည့်လိုက်မယ်ကျွန်တော်ဘာသာမပြန်တော့ဗျာဒီစကားပြောတာလေးတွေကို so ကျွန်တော်သွားမယ်ခုံမယ်နှုတ်ဘူးလေးပေါ့ခုံရမှာကျွန်တော်တေသွားပြန်ပြီကွာနှစ်ခါရှိပြီသေတာလဲဒါနဲ့ဟိုးရှိတဲ့ကိုသွားလို့ရမှာမသိသွားကြည့်မယ်လားတဲ့သွားကြည့်မယ်ရမလားလို့မရဘူးအရှိမပိတ်ထားတယ်ဆက်သွားလို့မရတော့ဘူး okay ဒါကျွန်တော်နှုတ်ဘူးကဖြစ်သွားမှာနော်ခဏတော့ကလီကိမလို့ခဏပေးရတာမကြည့်လိုက်အေးစေးဒီကနော်နားပါလေဒီက3ယောက်လဲကုညီတောင်းနေရတာ so ဒါအဲ့လိုကြောင့်အေးစေးလမ်းလျှောက်မြန်တာသိပြီအေးမထင်တော့ဗျာစိတ်တင်ဒီတိုင်းလမ်းလျှောက်အောင်မထင်တာဒါဆိုဒီနားထွက်လို့ရမှာမသိဘူးမရအောင်နော်ဒီရိုက်ပဲသွားရမယ်လူပါတယ်ကြောင်းခုံနာရပါပြီကလေးကစားခွင့်ရောက်လာပြီကြောင်ရုပ်လီနေချစ်စီရလီတော့ဟိုရှိမှကိုတီးလို့ရမှာမသိသိယူကြည့်မယ်အောက်ကပြလမ်းလျှောက်လို့မရအောင်ဟာထပ်တီးပြန်ပြီငါစိတ်ညစ်တယ်ကွယ်ဒီဘက်ကသွားကြည့်အောင်ရမှာမသိဘူးမရဘူးပိတ်ထားသေးတယ်ဒီဘက်မှာလည်းထိပြန်ပြီတတိပြန်ပြီတေးတတ်ပဲကွယ်ခဲရမပြီးသေးဘူးတယ်လေဒီပေါ်ပဲသွားကြည့်မယ် so ခုံကြည့်မယ်ခုံလို့ရတယ်ကစားကောကလေးသားမျိုးဆိုတေးအောင်မလုပ်တာပြန်တိုင်တက်နေတယ်ကျွန်တော်ဘေးပေါင်မတွေ့ဘူးအကြုံသွားပြန်ပြီသူကဘေးကတန်စကိုင်းနဲ့ဘလုံးလေးမသိမျက်စိရှုပ်တယ်ဗျာနောက်တစ်ခုရပြီတောက်ကျော်ဆက်တစ်ခုရပါပြီဗောနော်ဟိုရှင်မှာတစ်ခု okay 12ခုရပြီ
ကျွန်တော်ဒီကောင်လေးထိလို့ရတော့တော်တော်အဆင်ပြေတယ်ဗျဒီညမှာကျွန်တော်လမ်းလျှောက်နေအောင်ပါနော်တိုင်နဲ့လာတက်နေတယ်ဟိုးရှိမှာဟိုလူကြီးမှလာကျွန်တော်လိုက်ရတက်ပြန်ပြီတိုင်โอเคဒီမှာနောက်တစ်ခု73ရပြီပေါ့နော်ကျွန်တော်ခုံပြမယ်ရှိုးအော်မဟုတ်ဘက်ခုံအောင်ပါဒီဘက်ပြခုံမယ်စီးမယ်โอเคစီးပြီစီးကြည့်မယ်โอ้မိုက်တယ်ခေါင်းနဲ့ဝင်တိုက်လာဟေးโอเคဒီမှာတော့ခုထိုက်လိုက်မယ်ဒါတော့ကျွန်တော်14ခုရသွားပြီပေါ့နော်ဒီကကျွန်တော်ထပ်ခုံကြည့်မယ်ခုံမယ်ရတယ်လွယ်လေးဒီလုံးလေးပေါ်နေခုံရတာလွယ်လေး easy easy ကျွန်တော်ပြစမယ်ပေါ့နော်ဆိုဒီအိုက်ထပ်ခုံမယ်ဗျာထပ်ခုံမယ်ခုံပြီးeasy ဗျာဒါလေးတော့ဒီမှာဟင်းဟင်းရစတိုးရရောက်ပြီ။တော့ကျွန်တော်ဟင်းဟင်းရပိုင်းမရောက်ဘူး။ဒါပီဇာမှာထည့်တဲ့အောက်စားလေးမလားပစ္စည်းလေးမလား။အေးဘလို့ပြည့်ငါပြောသည်နဲ့ပန်းသည်ကကျွန်တော်လှမ်းပြည့်နေတယ်။ Okay ရတယ်ကျွန်တော်အစီးပဲဒါကြီးလား။အမသလားအဲ့ဒီအရှိမတစ်ခုရှိတာကျွန်တော်ကြော်ခဲ့တယ်။အမကျွန်တော်တစ်ခုမှာပါတယ်။ so အဲ့ဒီ library မှာကျွန်တော် library ရရောက်ပြီเนาะသူစာကြည့်စာဝယ်တဲ့နေရာလေးပေါ့စာအုပ်တွေဝယ်တဲ့နေရာရောက်ပြီကျွန်တော်ထက်ရှိအောင်မလို့စာကြည့်မရှိတော့ဘူးဗျကုန်သွားပြီ so ပြင်ထွက်ကြည့်မယ်ပြထောင်းလို့เนาะအိုးဘယ်နေရာလဲမသိရောက်ပြန်လာပြီဒီပေါ်တက်မယ်တင်တယ်ဟုတ်တယ်အပေါ်သွားမှာမသိကျွန်တော်ထိုင်ရင်အဲ့ဒီအချောင်းလေးကိုအခုမှမသိပေါ်တက်တာပြလေးဝေးနေတက်တာပြလေးကအောက်ကအခန်းမရှိဘူးအိုး magic spell လေးဝိုင်းတင်လာတာโอเคဒီကတက်ပြီအေးပပပြားလေးဒီမှာပြားလေးဗျာโอเคဝင်လာပြီဒီမှာကျွန်တော်အခုကသူစားတော့ဆိုင်နေရောက်ပြီเนาะစားတော့ဆိုင်မှာထခုံရမယ်သူဝဲပုံတွေကခေါ်ရတယ်ခင်ဗျာခုံတယ်ခင်ဗျာမားခုံတော့မှာတကားโอเคအားတေးပြန်ကွာအချိန်လွန်သွားတယ်ကျွန်တော်လမ်းလျှောက်တာโอเคပြန်ခုံမယ်ဒီတစ်ခါရေခဲတိုက်တွေရောက်ပြီရှင်ကရေလေးနဲ့အမအာလူကြောင်းပြောရေးအစီခုံဘေးနာတနကရူဘန်နဲ့ဝယ်ရတယ်ဒီရောပါဒီမှာပအဖွားရပြူအောင်အဲ့ဒီမှာကျွန်တော် line ဖြစ်သွားတယ်ပေါ့နော်မှန်တကယ်အဖွားရပြူအောင်မဟုတ်ဒီတို့မှအယောင်ရှိတယ်ကျွန်တော်ဒီကထွက်မယ်လို့ကျွန်တော်လုပ်ကြည့်အမရအောင်အဲ့ဒီမှာကျွန်တော်တီးလိုက်ရတာကျွန်တော်အပြင်ယူခဲ့ရမယ့်တနကအဲ့ဖွားယူပြရမှာကျွန်တော်ဘီနာကြီးကထိသေးမှဆိုဝင်ကြည့်ရမထိအဲ့နောက်ဆုံးအဲ့ဖွားကြီးတတ်တာပဲခံရတယ်โอเคတေးပါပြီဒါဆိုတနက်ပြန်ယူပြီးအဲ့ဖွားယူပြန်ဆော့မှာတော့တနာလို့ညကျွန်တော်နေရโอเคရပြီဆော့တနနဲ့ပြောတော့ပြည့်ဆော့တနကဘိုးကြီးဆိုတာဟိုးမိုက်လာတာဘာရဘာလာရောင်းဘာညောင်းကောင်းလို့ကျွန်တော်တိုင်းပြည့်easy ရဝိုင်းလာပြီထွက်လာတယ်ဝိုင်းဖွားမထုတ်တင်နေတာအဲ့ပေါ့လေးထွက်လာတယ်အဲ့ကျွန်တော်ကလည်းကြိုက်ရတယ်ချက်โอเคရော်တယ်မကျွန်တော်တိုင်ရအောင်ကျွန်တော်ဒီနားရောက်နေပြီတေးပြန်ပြီဗျာအဲ့ဒီနိုင်ပါပဲဖေးနေတော့ဘယ်တော့တော့ဖေးနေဒီရောက်နေတယ်တိုင်နဲ့များမတိုင်နဲ့များရတိုက်ကြီးတော့တိုင်နဲ့တက်တယ်တိုင်လေလောက်နိုင်ဘူးလောက်မပြည့်ဒီဖိုက်နိုင်ရရတော့ yeah one slap ညာပြီနိုင်ပါပြီခဏကျွန်တော် one slap လို့ပြောလိုက်ရနော် sorry one less one slap ပြောဘာကကြီးဘယ်ကောင်ကျိုးနေကြည့်ရအတီးရောရင်ကွာခဏစား
ဟာရလိပ်ပါကတစားကြည့်အောင်မခုံမယ်ဒီတစ်ခါကျွန်တော်အစားရည်လေးရအောင်သလားအေးတိအော်ပြောကြပါရဗျာအေးnice ရပြီထက်ပြောပြီလားမသိမပြီးတိကပြန်ပြီကျွန်တော်အချိန်လုံးနေတယ်လို့ပြီးတာ Okay တခုံပဲဒါနဲ့အဲ့ရုပ်လေးတွေကျွန်တော်ငယ်ခေါ်တယ်ကွာရုပ်ဆိုတဲ့အဲ့လီကိုရုပ်လေးမလားဟုတ်တယ်လီကိုရုပ်လေးအော်ဒီတိုင်းဆင်းလို့ရတယ်အဲ့တေးရပြီမရတော့ကျွန်တော်မရတော့ကျွန်တော်စွာထုံမရတော့မှာစွာထုတ်လိုက်ပြီခဏစွာကျွန်တော်စူးလိုက်ရလို့ရာကျွန်တော်စွာထုတ်ပြီခုံပြီအဲ့တေးရပြီဒီကစွာမထုတ်တော့ဘူးဒီတိုင်းသွားမယ်စိတ်တိုးလာပြီခုံပြီဗျာကြာလို့စွာထုတ်တော့မနိုင်ဘူးစွာမထုတ်တော့နိုင်ဘူးဟာရှောအင်ဂျီဒီကတီရှပ်ဆိုတဲ့တီရှပ်တီကပြန်ပြီ what the fuck စကားတော့ပြီးတော့ so ခုံမယ်အင်ဂျီပေါ်ဒီမှာခုံရတာအင်ဂျီကလည်းတောက်ငါခုံတော့အင်ဂျီအောင်မပြုတ်ကြအောင်အမလီအဲ့ဒီအင်ဂျီပေါ်တဲ့လူကတော့မတွေ့ရစရာပါ Okay ဒီဘက်သွားမယ်ဆိုဘယ်ရောက်လာပစ္စည်းပို့ပစ္စည်းထိုင်နေပစ္စည်းကတော့အမြင့်မှာထားရတာလားကွာဒီဘောတက်မယ်တော့တီဗီဟောအပေါ်ဒီတမ်းမှာ Okay နားလဲပါပြီလွယ်ပါတယ်မစိုးအပြကြောက်အပြကျွန်တော်နားလဲရတယ်မလားအဲ့ဘက်တောက်ကိုသွားအဲ့လိုသွားတောက်ကိုသွားတောက်လေးသွားပြီးတော့အဲ့လိုတွေတက်ဟိုဘက်တောက်တက်ဒီဘက်တောက်တက်ပေါ်ဟာလေးတီးလိုက်မယ်အားလုံးကျွန်တော်18ခုရပြီတက်တွဲမယ် Okay so ကျွန်တော်တက်သွားမယ်မပြီးသေးဘူးလား Okay နောက်တစ်ခုထိုက်လိုက်မယ်19တက်နေပြီတော်ထောက်ရပါလေဒါပါယူဒန်တော့မဟုတ်ဟာထိလို့မရဘူး Okay တိတ်လေးနင်းပြီးတော့ကာလို့ရမလားလို့လေရသွားမယ်လားသူရတယ်လေရသေးတယ်လွယ်တယ်ခင်ဗျာနောက်တစ်ချိန်ခုံရတယ်တတိမီရ sorry ပြေးပြန်ပြီတော်ပြေးတာများနေပြီကွာတော်လွယ်တဲ့ဂိမ်းလေးခါဆောင်မယ်ရပြီသွားမယ်နောက်တစ်ချက်သွားပြီမရတော့ဒီညသူမရတော့ခဏဆောင်းလိုက်မယ်ဒီကောင်အောက်ဆင်းလာမှကျွန်တော်ဆက်သွားမယ်ဆောင်းလိုက်မယ်ကြားလိုက်တော့ကွာကြားလိုက်တာလို့ရပါပြီတင်ရပါပြီဆိုလှိုင်ကောင်းနဲ့သွားမှာနော်မတွေ့လိုက်alien ဘန်တန်ကျွန်တော်ဒီမှာကျွန်တော်လိုက်ဖတ်သွားပါတော့အဲ့ဒီအောက်ကအနီအောင်robot ကိုင်လေးကွိုင်လေးရမလားဆိုပြီးလိုက်ဖတ်ရှာကြည့်အောင်မရှိဘူး so ကျွန်တော်လိုက်ဖတ်ရှာတာမတွေ့ဘူးဗျာကျွန်တော်ဒီနေရာရှာတာလေးကျွန်တော်ရေးလိုက်မယ်ကဲဒါဆိုထပ်ပေါက်ရောက်ပြီပေါ့နော်ဟိုမှာတလားအရှင်းမှာမဲနဲ့မြင်နေရပြီဆိုပြီးဝင်လိုက်မယ်ဒါတော့အပြေထွက်လာပြီထင်တယ်ထွက်ပြီလားမသိဘူး Okay ထွက်သေးဘူးထပ်သွားအောင်ဒီတစ်ခါအသားခနဲ့ဒီပုံမှာချက်ပေါင်ချက်ပေါင်မို့စိတ်ပေါင်လားမသိဘူးနွားပေါင်လားစိတ်ပေါင်မသိဘူးပေါင်တော့ပေါင်ပဲလွယ်လေးပဲဗျဘေးကွေးမယ်ဒီမှာပတ်ကွာထက်ခုံအောင်ပဲဗျစကူဘုံလေးပေါ့လွယ်လေးဗျလာမကောက်ဒီဘက်ထပ်သွားမယ်ကျွန်တော်ခရရဘူးနော်ဒီမှာကျွန်တော်ပတ်ကွာစကီချောင်းပြတော့ရအောင်မရတော့တရှုပ်အဲ့ကျွန်တော်20ရပြီနောက်5ခုဆိုရင်ကျွန်တော်ပြီးနေတယ်ချက်ထားနဲ့ပေါ်တက်လိုက်ပြီတလေးကပြောပြီးချက်ထားတွေမှာဖြစ်ကုန်ပြီ Okay အားရစူပါမားကတ်ထဲမှာလာပါတွေရောက်နေတယ် Okay ခုံမယ်ပြီးတော့မယ်ဒီစူပါမားကတ်ပတ်ရင်လည်းစားရသလားလာပါတွေကသူစတူရထဲအော်ဟိုမနီအောင်လေး
ဝေးချန်အောင်မချန်အောင်လေကြည့်တခုချန်အောင်ခဏလေးတခုချန်သွားပြီโอเคဆိုတော့ဒါလေးတကောက်လိုက်မယ်ဒါတေးသွားပြီတေးရတကောက်ပြီတကောက်ပဲကွယ်โอเคရပြီယူမယ်ဒီကတော့လို့ရမှာမရအောင်နော်ဒီကပဲဆက်သွားမယ်ခုံမယ်အလားရှိမှာဗောကျွန်တော်ပတ်ကွာစကီယာ so စကောမယ်ခုံမယ်မကျွန်တော်လာပါနဲ့ထိအောင်မယ်ဘာမို့လွယ်လေးစိတ်လွယ်သေးတယ်ဒါပင်ပြီးပြီထင်တယ်နော်ဒါပင်ပြီးလောက်ပြီခုံမယ်အော်တော်လို့မခုံမယ်ဒါဆိုโอเคခုံပြီဒီကထွားမှာမနေရမနေတယ်ဒါဆိုပြီးပြီအတေးပြီးသွားပြီဝေါပြီးသွားပြီနောက်ဆုံးတော့ပြီးခဲ့ပြီโอ้ยကောက်မတိုင်းပါလားစိတ်ညစ်တယ်ကွယ်မပြီးသေးဘူးလားခဏရလိုက်မယ်โอเคခဏရမယ်သွားမယ်ရှက်မယ်သွားမယ် nice ပြီးသွားပြီဟိုရှင်းမှာရူကောက်လိုက်မယ် nice ဒီမှာလည်းပါလို့အောင်မယ်ဘေးနာချွေတောက်ကြည့်လိုက်ကောင်းပြီတောက်လိုက်ချွေလေးနဲ့သွားမယ်လျှက်စစ်ပုံနဲ့ညံသွားမယ်လေအော်တည်းနေမယ်ဟိုကလေးကောင်းမယ်လို့ဟိုကကောင်းမယ်ငါကားတိပြီသေသွားပြီစင်ပြေပါဗျာကိုကလမ်းမလျှောက်တော့အေးဒီညပြန်စတယ်ဘေးနာပဲသွားတော့သွားလည်းမရဘူးလားသွားလို့မရဘူးဒီကပဲသွားတော့ကားလေးစောင်းလိုက်မယ်ရပြီဒီကား3စီးကဘာဖြစ်ချင်လဲမသိဘူးအရှိသွားလိုက်နောက်ဆုတ်လိုက် so energy drink မတောက်တော့ဘူးဒီတိုင်းသွားမယ် okay ဒီမှာတစ်ခု nice ကျွန်တော်မှ2ခုကြံခဲ့တယ်ဟုတ်လား2ခုကြံခဲ့ကျွန်တော်မရတော့ဘူးဗျာဒါဆိုကျွန်တော်ပြီးသွားပြီပေါ့နော်ဂိမ်းလေးอ่ะဒါပါပဲဗျကျွန်တော်ဗီဒီယိုတော့နောက်ဗီဒီယိုမှာပြတ်တွေ့ကြမှာနော်ကျွန်တော်အဲ့ဒီလောက်တာ9နာရီတောင်ရှိနေခွင့်လုပ်ပြီပေါ့နော်အတန်နေပါတွေထပ်နေလဲတောင်းပန်ပါတယ်ဗျအခုချိန်นี้အခုချိန်นี้တိခတ်ပြီးကျေးဇူးပေးခဲ့တဲ့သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် so နောက်ဗီဒီယိုမှာပြတ်တွေ့ကြမယ်နော် bye bye